အားလုံးမင်္ဂလာပါကဲဒီနေ့ကနှစ်ငါအောင်ခဲ့တဲ့ site ကလေးကိုကျွန်တော်ပြရအောင်နော်နှစ်ငါအောင်ခဲ့တဲ့ဒီ9ရဲ့ဒီ3ရဲ့ဒီ9ရဲ့3လုံးပေါင်းချင်း9အဲ့မှာ9လေးချိန်3ညာ9ကျွန်တော်ဗီဒီယိုမဆက်မှာဆိုလို့အမြန်လေးပြောရနော်ဒီ9ရဲ့ဒီ8ရဲ့3လုံးပေါင်းချင်းဒီခွန်ပါဝါနဲ့ခွန်နဲ့အချိန်နှစ်ထွက်တယ်3ညာ9နှစ်3လုံးပေါင်းချင်း1ရဲ့ပါဝါ6 6ချိန်3ညာ6ထွက်တယ်4နှစ်ခွန်3လုံးပေါင်းချင်း3ရဲ့ပါဝါ8 3 8ချင်းဒီမှာ8တက်ထွက်တယ်3ညာ6 9 3လုံးပေါင်းချင်း9ပါဝါ3ညာ9 3ညာချင်းဒီမှာ2 5ထွက်တယ်အဲ့တော့ဒီနေ့ကြာပရင်းအတွက်ဆိုရင်8တက်ခွန်16အချိန်နော်အဲ့ဒါအချိန်တစ်ခုပြီးရင်ကျွန်တော်ထပ်ပြောမယ်ပြီးရင်ကျွန်တော်ထပ်ပြောမယ်ဆိုတော့ခဏလေးနော်အဲ့လွန်နေမို့တော့အချိန်လူရတယ်ဗျာအဲ့ဒါတွေကမကောင်းကဲပြီးရင်ဒီ3ညရဲ့ဒီ9ရဲ့ဒီ3ညရဲ့အချိန်က9လေးအချိန်ဒီမှာ9တလုံးဆွဲထုတ်တယ်ဟုတ်ပြီနော်အဲ့တော့ဒီ9ရဲ့ဒီ2ရဲ့ဒီ4ရဲ့3လုံးပေါင်းချင်းဒီ4နဲ့9 3လုံးပေါင်းချင်းဒီ9ပါဝါ3ညနော်sorry အမို့ဒီမှာဒီကောင်ကကျွန်တော်ပြတာရှုပ်ကိုပြချိန်မရအဲ့လိုပဲလို့9 3ခွန်3လုံးပေါင်းချင်း9ရဲ့ပါဝါလေး9လေးအချိန်9 3ည8 3လုံးပေါင်းချင်းခွန်နဲ့အချိန်က4နှစ်3ည9နှစ်1ရဲ့ပါဝါ6 6ချိန်ဒီမှာ3ည6 4နှစ်ခွန်3လုံးပေါင်းချင်း3ရဲ့ပါဝါ8 3 8ချိန်ဒီမှာ8တက်3ည6 9 3လုံးပေါင်းချင်း9ပါဝါ3ညဒီမှာ2 5ဆင်းနဲ့ဒီနေ့အတွက်ဆိုဒီ8တက်ခွန်3လုံးပေါင်းချင်း6ပါဝါ1 6တက်အချိန်နော်အဲ့တော့ဒီ3ညရဲ့ဒီ9ရဲ့3ည9 3ညဒီ9ရဲ့ဒီ3ညဒီ3လုံးပေါင်းချင်းဒီ9နော်9ရဲ့ပါဝါဒီ4 9လေးချင်းအောက်က9ချင်းနဲ့4နှစ်လို့ထွက်တယ်ဒီ2နဲ့ဒီ9ရဲ့ဒီ4ရဲ့ဒီ2ဒီ9ရဲ့ပေါင်းတော့9ပါဝါ3ည9 3ညချင်းနဲ့16ချင်းတွဲပြီးတော့3ည6လို့ဆင်းတယ်ဒီ6ရဲ့ဒီ2ရဲ့ဒီ6ရဲ့ဒီ3ညရဲ့3လုံးပေါင်းချင်းဒီ8ရဲ့ပါဝါ3 3ချင်းပုံတူတော့8တလုံးဆွဲထုတ်သွားတယ်ဒီ6ရဲ့ဒီ1ရဲ့ပေါင်းတော့ခွန်ဒီ8နဲ့ပေါင်းတော့9ပါဝါ3ည9 3ညချင်းနဲ့9တလုံးဆွဲထုတ်တယ်အဲ့တော့ဒီ1နဲ့ဒီ9နဲ့နှလုံးပေါင်းချင်းဒီ6ဒီ2နဲ့ပေါင်းတော့8တဲ့83ချင်း site တစ်ခုနဲ့6တက်ချင်းအဲ့ဒါတစ်ခုရမယ်ဟုတ်ပြီနော်အဲ့တော့နောက်ထပ်အချင်း site လေးတစ်ခုကျွန်တော်ထပ်ပြမယ်မိတ်ဆွေတို့ကကြိုက်တယ်ဆိုတော့ယူ3မကြိုက်ဘူးဆိုတော့မ3နဲ့ပေါ့နော်ကျွန်တော်ပြောမယ်ဒီ9ရဲ့ဒီ9ရဲ့လုံးပေါင်းချင်းဒီ8ကိုဒီ9နဲ့ပေါင်းတော့9ပါဝါဒီ3ည9 3ညချင်းဒီမှာ9လေးအချင်း3ည9ဆိုပြီးထွက်တယ်ဟုတ်ပြီနော်ဒီဘက်မှာ9လေးအချင်းနဲ့ဒီ9ရဲ့ဒီ3ညရဲ့ဒီ8ရဲ့နှလုံးပေါင်းချင်းဒီခွန်ရဲ့ပါဝါ2ဒီဘက်မှာကလည်း9လေးချင်းနဲ့ဒီမှာခွန်2ချင်း2ဆိုပြီးထွက်တယ်ဒီ3ညရဲ့ဒီ4ရဲ့ဒီ2ရဲ့နှလုံးပေါင်းချင်းဒီ6ရဲ့ပါဝါ1ဒီဘက်မှာက9 3ညချင်းဒီက6တက်ချင်းဒီမှာလည်း1 6ချင်း3ည6လို့ထွက်တယ်ဟုတ်ပြီနော်ဒီ4ရဲ့ဒီ3ညရဲ့ဒီခွန်ရဲ့3လုံးပေါင်းချင်းဒီ1ရဲ့ပါဝါဒီ6ဒီဘက်မှာက3 8ချင်းစိုက်ပုံလို့လေဒီဘက်မှာ1 6ချင်းနဲ့8တက်ဆိုပြီးဒီမှာတွဲထွက်တယ်ဟုတ်ပြီနော်ကျွန်တော်နှစ်ခုတွဲပြရနော်ဒီ3ညရဲ့ဒီ8ရဲ့ဒီခွန်ရဲ့3လုံးပေါင်းချင်းဒီခွန်နဲ့ခွန်ရဲ့ပါဝါ2ဒီဘက်မှာက9 3ညချင်းဆိုင်တစ်ခုရဒီမှာခွန်နဲ့ချင်းနဲ့2 5လို့ထွက်တယ်ဟုတ်တယ်နော်အဲ့တော့ဒီနေ့အတွက်ဆိုရင်လည်းကျွန်တော်ဒီ8ရဲ့ဒီ2ရဲ့နှလုံးပေါင်းချင်းဒီ3ညဒီခွန်နဲ့ပေါင်းတော့ခွန်နဲ့အချင်းဆိုတာတစ်ခုထည့်ရတယ်ဟုတ်ပြီနော်ခွန်နဲ့အချင်းဆိုတာတစ်ခုထည့်ရတယ်အဲ့တော့ကျွန်တော်တို့ကဘယ်လိုသွားယူကြမလဲဆိုတော့ပြီးကျွန်တော်အခု break site ကိုကျွန်တော်ထပ်ပြမယ်နော်ဒီခွန်နဲ့အချင်း3ခုပေါ့ဗျာလောလောဆယ်ခဏမှတ်ထားပြီနော်ပြီးကျွန်တော်နေ့တိုင်းပါတစ်ခါလေးချပေးလိုက်မယ်နော်နေ့တိုင်းပါတစ်ခါလေးချပေးမယ်လို့ဒီ3ညရဲ့ဒီ9ရဲ့ဒီ2ရဲ့3ည9နဲ့3လုံးပေါင်းချင်းဒီ1ရဲ့ပါဝါဒီ6 6 break ဒီမှာ6 break ဆင်းတယ်ဒီ4ရဲ့ဒီ2ရဲ့ဒီ3ညရဲ့4နဲ့3ည3လုံးပေါင်းချင်းဒီလဲ6ရဲ့ပါဝါ1 6တက် break ကဒီမှာ3ည6လို့ဆင်းတယ်ဒီ
ဒီ3ညရဲ့ဒီ6ရဲ့ဒီ3ရဲ့3လုံးပေါင်းချင်းဒီ9ရဲ့ပါဝါ4 9လေး break ကဒီမှာ9 break ဆင်းတယ်8 8 3လုံးပေါင်းချင်းဒီခွန်ရဲ့ပါဝါ2ခွန်နဲ့ break ဒီမှာခွန် break ဆင်းတယ်2 5 2 3လုံးပေါင်းချင်း9လေး break နော်9လေး break ကအဲ့9လေး break ကိုကျွန်တော်တို့ဒီကောင်နဲ့တွားတွဲလိုက်နော်ဒီမှာ6တက်နဲ့8 3နဲ့ဆိုရင်6 8 6 3 1 8 1 3အဲ့ဒါ9လေး break နောက်ထပ်ကျွန်တော် break တစ်စုံထပ်ပြမယ်ဒီမှာကြည့်မယ်8 3 8ဒီ3လုံးပေါင်းချင်းဒီ9ရဲ့ပါဝါ4 9လေး break ဒီမှာ9လေး break ကြာတယ်ဟုတ်ပြီနော်အဲ့တော့ပြီးရင်နောက် site ဆက်တော့မယ်ဒီ2ရဲ့ဒီ8ရဲ့ဒီ2ရဲ့2 8 2နှလုံးပေါင်းချင်းဒီ2ရဲ့ပါဝါခွန်2ခွန် break ကဒီမှာခွန် break ဆင်းတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ကဒီခွန်ရဲ့ဒီ2ရဲ့နှလုံးပေါင်းကြီးဒီ9နဲ့ပေါင်းတော့8 3 break ဆိုတာထည့်ရတယ်3 break ထည့်ရတယ်ဆိုဒီဘက်က6တက်အချိန်နဲ့နောက်တစ်ခုက1နှစ်1ခွန်6နှစ် sorry 6နှစ်6ခွန်ဆိုဒီ3ခွက်ရမယ်4ခွက်ပေါ့နော်ဒီဘက်က6 8 6 3 1 8 1 3တစ်ဆိုင်ဒီနှစ်ခုတွဲလိုက်တာဒီ6တက်နဲ့ဒီ9နှစ်ကိုတွဲတော့1နှစ်1ခွန်6နှစ်6ခွန်ဆိုပြီးတော့3 8 break တစ်ဆိုင်ရတယ်ဟုတ်ပြီနော်အဲ့ဒီရှင်းပါတယ်နော်ကျွန်တော်ဘိုးတို့ဗီဒီယိုရှေ့ဝိုင်းတင်လို့မရမှာဆိုတော့ကျွန်တော်ဒီ channel က live လွှင့်လို့မရသေးဘူးနော်အဲ့ဒါကြောင့်မလို့ကျွန်တော်မိတ်ဆွေတို့ကိုကျွန်တော်အထူးဒီမှာရေးပေးမယ်ဗျာကျွန်တော်စာရွက်တော့ကမရှိပြန်ဒီမနက်ပိုင်းတော့ပေါ့နော်မနက်ပိုင်းတော့ထိုးရမှာက9လေး break နဲ့ဆိုရင်6 8 6 3 1 8 1 3နော်ဒါက9လေး break 3 8 break ဆိုရင်1နှစ်1ခွန်6နှစ်6ခွန်ဒါမနက်ပိုင်းတော့ပဲနော်မနက်ပိုင်းတော့ဒါအသီးသန့်ထိုးမယ်ဟောဒီ8ကွက်ပေါ့နော်6 8 6 3 1 8 1 3 1နှစ်1ခွန်6နှစ်6ခွန်ဒါလေးကိုဒီမနက်ပိုင်းတော့ထိုးမယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တပတ်နေပုံစာလေးကိုကျွန်တော်တခါတည်းကြိုရေးထားတယ်မိတ်ဆွေတို့အတွက်ကျွန်တော်အချိန်မပေးနိုင်ပါဆိုလို့ပါနော်ဒီမှာကြည့်မယ်ဒါကနေပုံစာပေါ့နော်နေပုံစာမှာဆိုရင်ကျွန်တော်ရဲ့နေပုံလုံးမိုင်က3ညတစ်လုံးရှိမယ်နော်နေပုံလုံးမိုင်3ညတစ်လုံးရှိမယ်နေပုံပတ်သီးက2 4ပတ်သီးနော်အဲ့တော့ကီးခွေက2ခွန်5 3ညကီးခွေဒီကီးခွေကနေကျွန်တော်ကြိုက်တာဆိုရင်20နဲ့80ကိုကြိုက်တယ်နော်20နဲ့80ကိုကြိုက်တယ်နေကုန်ထိုးပါဆို2နှစ်2ခွန်2 5 20 4နဲ့ဆိုရင်4နှစ်4ခွန်4 5 40ဟုတ်ပြီနော်အဲ့တော့နေကုန် break က3ည6ခွန်9 break 3ည6ခွန်9 break ဆိုတော့ခုနကကျွန်တော်တို့ညှိထားတယ်9 break တစ်လုံးကောင်းတယ်ဒီနေ့နော်9 break ကောင်းတယ်3ည break ကောင်းတယ်အဲ့ break နှလုံးကြိုက်တယ်နော်အဲ့တော့ခွန်9ထွက်ပြီးသွားတိုင်းအဲ့3ည5 1 6ခွေအများတန်းလိုက်တယ်ဒီနေ့ထွက်မထွက်ရင်တောက်ကြနေထွက်ဒီတစ်ပတ်မထွက်ရင်နောက်တစ်ပတ်တင်းလိုက်အင်္ဂါမှာရက်မကြုံဘူးအဲ့လောက်မှထွက်လာလိမ့်မယ်နော်ဒီ3ည5 1 6ခွေလို့မွေးနိုင်တယ်ဆိုရှင်မွေးထားပါအဲ့တော့ပထမမင်းရောက်ဆိုကျွန်တော်ဒီမှာ2 6 2ခွန်20 4နဲ့ဆိုရင်4 6 4ခွန်4 5နော်ဒါပါမင်းရောက်တူမင်းရောက်နေကုန်နှစ်ကွက်ကောင်း3ည6နဲ့3ည8ဟုတ်ပြီနော်3ည6နဲ့3ည8နေကုန်တစ်ကွက်ကောင်းဆိုတော့1 3နော်နေကုန်တစ်ကွက်ကောင်းထဲမှာ1 3ပြင်ကျွန်တော်တစ်ကွက်လောက်ရန်စေချင်တာကပါလဲဆိုတော့sorry ခဏနော်ထပ်မပေးတော့ဘူးဗျာဒါလေးပဲဒါကတော့နေကုန်တစ်ကွက်ကောင်းနော်ဒါကနေကုန်စာလေးပေါ့နော်အဲ့တော့မနက်ပိုင်းတော့တီးသန့်လေးကိုကျွန်တော်ရေးပေးမယ်ဒီမှာပဲရေးပေးလိုက်မယ်နော်မနက်ပိုင်းတီးသန့်ကစားရအောင်ပေါ့နော်6 8 6 3 1 8 1 3ပြီး1နှစ်1ခွန်6နှစ်6ခွန်မနက်ပိုင်းတော့ဒီ8ကွက်ပဲကစားဒါမှမဟုတ်မိတ်ဆွေတို့ကဒီမနက်ပိုင်းဒီရအောင်မကြိုက်ဘူးနေကုန်ထိုးခွက်ထဲနေကုန်အုပ်စုတဲ့ကြိုက်တယ်ဆိုဒါကနေကုန်အုပ်စုအဲ့ထဲကြိုက်ရင်လည်းအဲ့ထဲယူကစားဒါကတော့မနက်ပိုင်းအတွက်တီးသန့်ကျွန်တော်ခုနကလန်ဒါ site နဲ့ရှင်းပြလိုက်တာနော်အဲ့တော့ဒီညကျရင်တော့ကျွန်တော်ဒီ channel သေးလေးက live လွှင့်လို့ရပြီဒီ channel ရဲ့
ဟိုပါပေါ့ link လေးကိုကျွန်တော်ပထမ comment မှာချပေးထားပါမယ် subscribe မလုပ်ရသေးတဲ့သူတွေဒီ channel လေးကို subscribe လုပ်ထားပေးပါလောလောဆယ်ကျွန်တော် channel 2ကနှစ်ပတ်အပိတ်ခံထားလို့ပါเนาะအဲအကြောင်းမလို့ဒီ channel လေးကို subscribe လေးလုပ်ထားပေးပါလို့မြစ်တက်ရခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာတင်ရှင်းထားလိုက်ပါတယ်ခင်ဗျာအားလုံးကျေးဇူးပါဗျာ